တရိษံဆိုတာအိမ်မယ်စားမယ်မျိုးပွားမယ်ဒီအိစားကာမသုံးမျိုးပဲသိရပါလို့ကျွန်တော်တို့ငယ်ငယ်တုန်းကလူကြီးဘုန်းကြီးတွေကနတ်ရှင်ဆုံးမတာကြားဦးကြမှာပါဒါပေမဲ့ကိတ္တသိပ္ပံပညာနဲ့လက်တွေ့လေ့လာမှုတွေရတရိษံတွေရဲ့ကဘာဟာကျွန်တော်တို့ထင်ထားတဲ့အများကြီးပုံနှံနေပါတယ်သူတို့ကစက်ရုပ်တွေမဟုတ်ဘူးဗီဇာတိုင်းပဲလှုပ်ရှားနေတဲ့တော်တွေမဟုတ်ပါဘူးဒီနေ့ဗီဒီယိုမှာတော့တရိษံတွေရဲ့အံ့ဩစရာအသိဉာဏ်နဲ့စိတ်ကစားမှုတွေကိုဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်နော်ဒီလိုလေးကိုဆုံးဖြတ်ကြဖို့ဖိတ်ခေါ်ပါတယ်ပထမဆုံးချက်ကတော့စာနာစိတ်နဲ့ဝမ်းနဲ့တက်တဲ့နှလုံးသားဖြစ်ပါတယ်တရိษံတွေမှာလည်းဝမ်းနဲ့ပူဆူတတ်တဲ့စိတ်ရှိပါတယ်စင်တွေကိုကြည့်ပါသူတို့ရဲ့အုပ်စုဝင်တစ်ကောင်တည်ဆုံးသွားတဲ့အခါစင်အုပ်စုကအလောင်းနာမှာဝိုင်းပြီးငြိမ်သက်နေတတ်ကြပါတယ်လူတွေလိုပဲနှမောင်းနဲ့တိုးထိတာအတန်ပေးတာမျိုးတွေနဲ့ရပ်ပေါင်းများစွာဝမ်းနေကြောင်းပြတတ်ကြပါတယ်ဒါစားဖို့လည်းမဟုတ်သလိုမျိုးပွားဖို့လည်းမဟုတ်ပါဘူးဒါတန်ရောစင်နဲ့ချက်ချင်းတရားကြောင့်ပဲဖြစ်ပါတယ်နောက်ပြီးလင်းမိုင်တွေကရင်းနှီးနေတဲ့လူသားတွေကိုဘာအကျိုးမဲ့မရပဲကမ်းခြေရောက်အောင်တွန်းပို့ခဲ့တဲ့တာရကတွေအများကြီးရှိပါတယ်အထင်ရှားဆုံးဖြစ်ရပ်တစ်ခုကတော့2004ခုနှစ်အော်တိုဘာလ30ရက်နေ့မှာနယူးဇီလန်နိုင်ငံမြောက်ဘက်ကျွန်းရှိ Ocean Beach ကမ်းခြေမှာ Rob Howe နဲ့သူ့ရဲ့သမီးဖြစ်သူပါဝင်အဖွဲ့ဝင်လေးကကမ်းခြေကနေမီတာ100အကွာမှာရေကူးနေတဲ့အချိန်မှာလင်းမိုင်9ကောင်ကရုတ်တရက်ရောက်လာပြီးသူတို့ကိုဝိုင်းထားလိုက်ပါတယ်လင်းမိုင်တွေကသူတို့ဘွဲ့ကိုဝိုင်းပတ်ပြီးရေတွေကိုတင်းပုတ်ခတ်တာစီးပြင်ကိုထွက်မသွားအောင်ပြန်တွန်းပို့တာမျိုးတွေကိုမိနစ်20ကြာအောင်လုပ်ဆောင်ခဲ့ပါတယ်အစာပိုင်းမှာ Rob ကလင်းမိုင်တွေကငေါင်းနဲ့စော့နေရတာလို့ထင်ခဲ့ပေမဲ့ထူးဆန်းတာကလင်းမိုင်တွေကသူတို့ကိုအပြင်ထုတ်ခဲ့မှပြီးပဲတင်းတင်းကြပ်ကြပ်ဝိုင်းထားတာပါခဏကြာမှာတော့ Rob ကရေအောက်ကိုငုံကြည့်လိုက်တဲ့အခါအေယာမငမန်းပြူကြီးတစ်ကောင်ကသူတို့နားကိုကပ်လာနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီ3မီတာကျော်ရှိတဲ့ငမန်းကြီးကသူတို့ကိုတိုက်ခိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်လင်းမိုင်တွေကငမန်းကလူတွေကိုမတိုက်ခိုက်နိုင်အောင်အကာအကွယ်တိုင်းတစ်ပွဲဝန်းရံပေးခဲ့ကြတာဖြစ်ပါတယ်ငမန်းကြီးကလင်းမိုင်တွေရဲ့အကာအကွယ်ကြောင့်ဘာမှလုပ်မရပဲနောက်ဆုံးမှထွက်ခွာသွားခဲ့ပါတယ်ငမန်းကြီးထွက်သွားပြီးမှသာလင်းမိုင်တွေကသူတို့ဘက်ကိုကမ်းခြေဘက်ပြန်ကူးဝင်ပေးခဲ့ပါတယ်ဒီဖြစ်ကဘာကိုတက်သေးပြတယ်လဲဆိုရင်လင်းမိုင်တွေကသူတို့ရဲ့မျိုးစိတ်မတူတဲ့လူသားတွေဒုက္ခရမှာကိုကြိုတင်သိမြင်ပြီးဘာအကျိုးမှမရပဲကူညီခဲ့တာပါငမန်းကအန်ဒီရရှိရဆိုတာကိုသိတယ်လို့လူတွေကခုခံနိုင်ကြမရှိဘူးဆိုတာကိုလည်းနားလည်ပြီးစနစ်တကျအဖွဲလိုက်ကာကွယ်ပေးနေတာဖြစ်ပါတယ်ဒါသူတို့ဘာဒုက္ခရောက်နေတာကိုကြည့်ပြီးမနေနိုင်တဲ့စာနာစိတ်သူတို့မှရှိနေတယ်ဆိုတဲ့သက်သေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ပြည့်စိတ်တွေရဲ့လေယာစိုက်ပျိုးရေးဖြစ်ပါတယ်လူသားတွေလေယာမစိုက်ပျိုးတဲ့ခင်နှစ်သက်ပေါင်းများစွာတွေကပြည့်စိတ်ချို့ဟာစိုက်ပျိုးရေးလုပ်တတ်နေပါပြီပြည့်စိတ်တွေလေစိုက်တယ်ဆိုလို့စိတ်ကူးရင်ပြောရတယ်လို့မထင်ပါနဲ့ဒါဇီဝဗေဒပညာရှင်တွေဆယ်စုနှစ်ပေါင်းများစွာသူတေသနာပြုပြီးသက်သေပြထားတဲ့အချက်ဖြစ်ပါတယ်အထူးသဖြင့်တေးရောပြည့်စိတ်တွေမှာဒါကိုထင်ရှားဆုံးတွေ့နိုင်ပါတယ်သူတို့လေဆိုင်တယ်ဆိုတာကိုအချက်၄ချက်နဲ့သက်သေပြထားပါတယ်။နံပါတ်1ချက်ကတော့စိုက်ခင်းတည်ဆောက်ခြင်း။ပြည့်စိတ်တွေဟာတရက်တွေကိုကိုက်ဖြတ်ပြီးအတိုက်ထဲကိုတည်သွားကြပါတယ်။ဒါပေမဲ့အဲ့ဒီရွက်တွေကိုသူတို့ကမစားပါဘူး။အရွက်တွေကိုဝါချီပြီးနူးညံ့တဲ့မြေဩဇာဖြစ်ပြောင်းလဲလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့အဲ့ဒီပေါ်မှာ Lugo Argyros Gonzalo Forest လို့ခေါ်တဲ့မှုတစ်မျိုးကိုစိုက်ပျိုးပါတယ်။ဒီမျိုးဟာသဘာဝမြောက်အပြင်မှာမပေါက်ခင်ပြည့်စိတ်အတိုက်ထဲမှာပဲပေါက်တာဖြစ်ပါတယ်။နံပါတ်2ကတော့ပေါင်းသက်ခြင်းနဲ့တန်ရှင်းရေးလယ်သမားတွေပေါင်းမြတ်နှုတ်သလိုပဲပြည့်စိတ်တွေကသူတို့စိုက်ထားတဲ့မိုးကွင်းတွေမှာတခြားမလိုအပ်တဲ့မိုးဆိုးတွေဘက်တီးရီးယားတွေပေါက်လာရင်နှုတ်ပစ်တာတန်ရှင်းလောက်တာမျိုးလုပ်တတ်ကြပါတယ်။နံပါတ်3ကတော့ပိုးသက်စေထုတ်လုပ်ခြင်းဖြစ်ပါတယ်။ဒါကအံ့ဩစရာအကောင်းဆုံးချက်ဖြစ်ပါတယ်။ပြည့်စိတ်တွေရဲ့ခန္ဓာကိုယ်ပေါ်မှာအကျိုးပြုဘက်တီးရီးယားတွေမျိုးရှိနေတတ်ပါတယ်။အဲ့ဒီဘက်တီးရီးယားကနေပိုးသက်စေတစ်မျိုးကိုထုတ်ပေးပါတယ်။ပြည့်စိတ်တွေဟာသူတို့ရဲ့မိုးစာရင်းကိုယောဂမကြောက်ဒီဆေးတွေနဲ့ဖြန်းပေးတယ်လို့မျိုးပြုစုတတ်ကြပါတယ်။နံပါတ်4မျိုးဆက်ပြန်ပေါအောင်လှုပ်ဆောင်ခြင်းပြည့်စိတ်ပြင်မှာအသစ်တစ်ကောင်ဟာအတိုင်ဟောင်းကနေထွက်ပြီးအတိုက်အသစ်နေမိချတဲ့အခါအတိုင်ဟောင်းကမိုးမျိုးစိတ်ကိုပါဇက်ထဲမှာငုံပြီးတည်သွားတတ်ပါတယ်။အတိုက်အသစ်ရောက်တာနဲ့အဲ့ဒီမျိုးစိတ်ကိုပြန်စိုက်ပြီးလေယာအသစ်ထူထောင်ပါတယ်။ဒါဟာလူတွေမျိုးစိတ်ချစိုက်ပျိုးတာနဲ့အတူတူပါပဲ။နောက်တစ်ချက်ကတော့ပြဿနာဖြေရှင်းနိုင်တဲ့အိုင်ဒီဖြစ်ပါတယ်။ကြီးကန်းတွေကိုအစာစားဖို့လောက်ပဲတည်တဲ့ငတ်လို့ထင်တင်မသွားပါလိမ့်မယ်။ကြီးကန်းတွေဟာကိရိယာတွေကိုဖန်တီးတတ်ပါတယ်။ဥပမာအစာရှိတဲ့ဘူးတွေကိုနှုတ်သီးနဲ့မမီတဲ့အခါနီးစပ်ရာဝါယာကျုပ်ကိုဂျိတ်တရံကွေးပြီးတော့အစာကိုနှိုက်ယူလိုက်ကြပါတယ်။ဒါအခြေအနေကိုသုံးသပ်ပြီးဖြေရှာနိုင်တဲ့အဆင့်မြင့်ဉာဏ်ဖြစ်ပါတယ်။ဒါပြင်သူတို့ရဲ့အဖို့တကောင်အောင်တည်ဆုံးတဲ့အခါမှာလည်းအနားမှာအုပ်စုလိုက်အော်ဟစ်နေတတ်ကြပြီးရန်နှဲငယ်ကြတဲ့ဒီဝမ်းနေကြောင်းကိုပြသတတ်ကြပါတယ်။ဒါရင်မကသေးပါဘူးကြီးကန်းတွေကသူတို့ကိုရန်မှုဘူးတဲ့လူသားမျက်နှာကိုနှစ်နဲ့ချီပြီးမှတ်မိနေတတ်ပါတယ်။စံတချက်တစ်ခုအနေနဲ့သူ့မျက်ပညာရှင်တွေကမျက်နှာဖုံးစွပ်ပြီးကြီးကန်းတွေကိုဖန်တီးကြောက်လန့်ပြခဲ့ပါတယ်။နောက်ပိုင်းမှာအဲ့ဒီမျက်နှာဖုံးဆက်ထားတဲ့လူမြင်တာနဲ့ကြီးကန်းတွေကအုပ်စုလိုက်ဝိုင်းအောင်ပြီးတိုက်ခိုက်ကြပါတယ်။အော်စရာအကောင်းဆုံးကတော့အဲ့ဒီမှာရှိမနေခဲ့တဲ့ကြီးကန်းတွေပါအဲ့ဒီလူကိုဝိုင်းတိုက်ခိုက်ကြတာပါ။ဆိုလိုတာကသူတို့ဟာသတင်းချက်လက်ကိုတစ်ကောင်နဲ့တစ်ကောင်လက်ဆင့်ကမ်းပြောပြနိုင်တဲ့ရှိကြတာပါ။ဒါဟာစကားပြောဆိုဆက်သွယ်မှုရဲ့အစစ်အမြစ်ပုံစံတစ်ခုလည်းဖြစ်ပါတယ်။ရေပွဲတွေဆိုရင်လည်းသူတို့ကိုပိတ်လောင်ထားတဲ့ပလင်းဖုံးတွေကိုအတွင်းကနေလက်ဖွင့်ပြီးထွက်ပြေးနိုင်ကြပါတယ်။ဒါဗီဇတစ်ခုတည်းနဲ့လောက်တာမဟုတ်ပဲအုံနောက်ကိုအသုံးချပြီးစဉ်းစားတာဖြစ်ပါတယ်။နောက်တစ်ခုကတော့တရားမျှတမှုကိုသိမြင်ခြင်းဖြစ်ပါတယ်။တရိษံဒီမှာလည်းတရားမျှတမှုကိုသိတဲ့စိတ်ရှိပါတယ်။တရိษံရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအသိဉာဏ်နဲ့ပတ်သက်ရင်ကမ္ဘာမှာအကျော်ကျောင်းဆုံးစံသက်ချက်တစ်ခုရှိပါတယ်။စံသက်ခဲ့တဲ့သူကတော့ French de Waal ဖြစ်ပြီးသူကကက်လက်လောင်ရင်တဲ့ကမြောင်းတစ်ကောင်ကိုကြောက်ခဲလေးတွေပေးခဲ့ပါတယ်။ကြောက်ခဲပြီးစာပြန်ကျွေးတဲ့ချိန်မှာပထမတစ်ကောင်ကကြောက်ခဲပေးတဲ့ကသူ့ကိုတခွားပြီးကျွေးလိုက်ပါတယ်။သူကပြောလို့ကြီးစားပါတယ်။ဒုတိယတစ်ကောင်ကကြောက်ခဲပေးတဲ့အခါကျတော့ပိုပြီးရတာရှိတဲ့သပြေသီးကိုကျွေးလိုက်ပါတယ်
ဒါကိုမြင်သွားတဲ့ပထမမြောက်ဟာနောက်တစ်ခါကြောက်ခဲပြန်ပြီးလို့တကွားသီးပဲထည့်ရတဲ့ခါမှာတော့လုံးဝဒေါသထွက်သွားပါတယ်သူကရရှိတဲ့တကွားသီးကိုစားမယ်စားစက်သက်သူကိုဒေါသလေးနဲ့ပြန်ပေါက်ထုတ်လိုက်ပြီးလှောင်ရင်းတန်းတွေကိုစောင့်ကကန့်ကွက်ခဲ့ပါတယ်ဒါဘာကိုပြသလဲဆိုရင်မြောက်တွေဟာအိစားကောင်မတသက်ကိုပဲတည်တာမဟုတ်ပဲ equality နဲ့ fairness လို့ခေါ်တဲ့ဒန်းလူညီမျှမှုနဲ့တရားမျှတမှုကိုကောင်းကောင်းနားလည်ကြောင်းသက်သေပြလိုက်တာပဲဖြစ်ပါတယ်ပြားရည်ရဲ့ဒီမိုကရေစီစနစ်ကြားရတာနိုင်ငံထူးဆန်းနေပေမဲ့ဒါကလည်းတကယ်လက်တွေ့ဆန်းသက်ချက်တွေနဲ့သက်သေပြထားနိုင်တဲ့ချက်ဖြစ်ပါတယ်ပြားအောင်သစ်ဆောက်ဖို့နေရာချတဲ့အခါပြားရည်ဟာအာဏာရှင်စနစ်နဲ့မသွားပါဘူးပြားလောက်တောင်သိဉာဏ်မရှိတဲ့ကောင်တွေပဲအာဏာရှင်စနစ်နဲ့သွားတာဖြစ်ပါတယ်ပြားရည်ရဲ့ဒီမိုကရေစီစနစ်အကြောင်းကိုကော်နယ်တက်ကတော်ကဇီဝဗေဒပညာရှင် Thomas Seeley ကနှစ်ပေါင်းများစွာသူတည်တနာပြုပြီးသက်သေပြခဲ့တာပါသူဟာဒီကြောင်းနဲ့ပတ်သက်ပြီး Honey Bee Democracy ဆိုတဲ့စာအုပ်ကိုတောင်ရေးသားခဲ့ပါတယ်ပြားရည်ဟာအုံးသစ်ပြောင်းလို့မယ်ဆိုရင်အောက်ပါဆင့်၄ဆင့်နဲ့သူတို့ရဲ့ဒီမိုကရေစီကိုပေါ်ဆောင်နေဆိုတာကိုသက်သေပြထားပါတယ်နံပါတ်1ထောင်လိုင်းရေးလို့ချင်းပြားအောင်ဟောင်းမှာပြားတွေများပြလာတဲ့အခါပြားဘရင်မနဲ့ပြားအုပ်စုတို့ဟာအတင်းထွက်ပြီးတော့တေကိုင်းတစ်ခုမှခက်တာနာကြပါတယ်အဲ့ဒီအချိန်မှာအတွေ့အကြုံရှိတဲ့ပြားထောင်လိုင်းရေးရာကဏ္ဍလောက်ဟာပတ်ဝန်းကျင်ဆယ်လိုင်းပတ်လည်မှာနေထိုင်မှုနေရာကောင်တေကောင်းကြောက်ပေါက်စသဖြင့်နေရာသီးသီးကိုသွားကြကြပါတယ်နံပါတ်2တင်ပြခြင်းနဲ့စီယုံရင်နေရာလျှောက်ပြီးပြန်လာတဲ့ပြားရသူတို့တွေ့တဲ့နေရာဘယ်လောက်ကောင်းကြောင်းကိုမြေပုံက Waggle Dance နဲ့တင်ပြကြပါတယ်နေရာကောင်းလေးအားတက်သရုံနဲ့ကြာကြာကပြလေးပါပဲဒီကနေရာရဲ့လာရနဲ့အကွာဝေးကိုတခြားပြားတွေကိုတိတိကျကျပြပြနေတာဖြစ်ပါတယ်နံပါတ်3မဲဆွယ်ခြင်းနဲ့စစ်ဆေးခြင်းတခြားပြားတွေဟာကပြနေတဲ့ပြားတွေရဲ့အကောက်ကိုကြည့်ပြီးစိတ်ဝင်စားတဲ့နေရာကိုကိုယ်တိုင်သွားကြည့်ကြပါတယ်အဲ့ဒီနေရာကတကယ်ကောင်းတယ်ဆိုရင်ပြန်လာပြီးအဲ့ဒီနေရာအတွက်ထပ်ဆင့်ကပြပေးပါတယ်ဒါကမဲဆွယ်တာဒါမှမဟုတ်ထောက်ခံမဲ့ပေးရတဲ့အတူတူပါပဲမကောင်းတဲ့နေရာကိုသွားကြည့်မိတဲ့ပြားကတော့ပြန်လာရင်ကပြခြင်းမရှိတဲ့အတွက်အဲ့ဒီနေရာဟာမဲလို့ရောက်သွားပါတယ်နံပါတ်4ဆုံးဖြတ်ချက်ချခြင်းဒီနေရာမှာအအောင်ဖို့ကောင်းဆုံးသက်သေရှိပါတယ်ပြားတွေဟာ100%သဘောတူညီချက်ရမှသွားတာမဟုတ်ပါဘူးနေရာတစ်ခုအတွက်ထောက်ခံတဲ့ပြားတွေအတွက်သတ်မှတ်ထားတဲ့ပမာဏတစ်ခုရောက်သွားပြီဆိုတာနဲ့တော်လုံးကအဲ့ဒီနေရာကိုပဲအားလုံးသဘောတူဆုံးဖြတ်လိုက်ပြီးဒီပိုင်းနဲ့ပြန်သွားကြတာဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့စာနာစိတ်ပဲဖြစ်ပါတယ်ကျွတ်တွေကိုလူတွေကပိုးမောတော်ဘာလို့တင်ကြပေမဲ့သူတို့မှအလုံးမြင်မာတဲ့စာနာစိတ်ရှိကြောင်း2011ခုနှစ်ကချီကာဂိုတက္ကသိုလ်ရဲ့စမ်းသပ်မှုမှာတွေ့ရှိခဲ့ရပါတယ်စမ်းသပ်ပုံကတော့ကျွတ်နှကောင်ကိုတူထားပါတယ်တကောင်ကိုဖန်ရင်မှုထဲမှာပိတ်လောင်ထားပြီးအပြင်ကနေဖွင့်ပြအောင်လုပ်ထားပါတယ်နောက်တစ်ကောင်ကိုတော့အပြင်မှာလွတ်လွတ်လပ်လပ်ထားပါတယ်အပြင်ကကြွဟာသူ့တငယ်ချင်းအထဲမှာပိတ်မိနေပြီးအော်ဟစ်နေတာကိုမြင်တဲ့ကအငြိမ်မနေနိုင်ပဲဖြစ်နေပါတယ်သူကဘူးတကားကိုဘယ်လိုဖွင့်ရမလဲဆိုတာကိုအပတ်တကုတ်ယူစားပါတော့တယ်အော်စရာကောင်းတာကအစမ်းသက်သူတွေကအပြင်ကကြွတဲ့သူ့ကျဲဆုံးချောကလက်တွေကိုချပေးထားပါတယ်ဒါပေမဲ့အဲ့ဒီကြွဟာချောကလက်တွေကိုတယောက်တည်းရင်မစားပါဘူးသူကအချိန်ကြာကြီးကြိုးစားပြီးဘူးတကားကိုဖွင့်ပေးလိုက်ပါတယ်သူ့တငယ်ချင်းလွတ်လာပြီဆိုမှချောကလက်ကိုနှကောင်တူတူမျှစားကြပါတယ်ဒါဘာကိုပြသလဲဆိုရင်ကျွတ်တွေကမိမိရဲ့ဗိုက်ဆာမှုကိုဖျက်ဆီးဖို့စားဖို့ထက်တပားသူရဲ့ဒုက္ခကိုကယ်တင်မှုစာနာမှုကိုဦးစားပေးတဲ့အကြောင်းပြသနေတာဖြစ်ပါတယ်ဒါတွေကထင်ရှားတဲ့ပြည့်ရတချို့သာရှိသေးပြီးတိရစ္ဆာန်တွေကကျွန်တော်တို့သိထားတဲ့အများကြီးပုံပြီးနေပါတယ်ဒါဆိုရင်ရှင်းလူကြီးတွေကဘာလို့အိစားကာမှာပဲတည်ရလို့ပြောနေတာလဲတကယ်တော့တိရစ္ဆာန်တွေကိုထင်သေးလို့ပြောတဲ့စကားတော့မဟုတ်ပါဘူးလူသားတွေဟာဒီအခြေခံလိုရင်းတွေအတွက်ပိုပြီးမြင့်မြတ်တဲ့တရားဓမ္မနဲ့အသိပညာကိုရှာဖွေနိုင်တဲ့ရှိတယ်ဆိုတာကိုသတိပေးနေတာပါတိရစ္ဆာန်တွေမှာလည်းချစ်တဲ့လွန်တဲ့စဉ်းစားရတဲ့အသိဉာဏ်တွေရှိနေတာကြောင့်သူတို့ကိုကျွန်တော်တို့ကတတ်မဲ့ဆက်ရုပ်တွေလိုသဘောမထားပဲကျင်နာသနာမှုပေးသင့်ပါတယ်အခုဗီဒီယိုကိုကြည့်ပြီးတိရစ္ဆာန်တွေပေါ်အမြင်တစ်မျိုးပြောင်းသွားပြီလားကိုမမှာရေးပေးခဲ့ကြပါဦးခင်ဗျာဆုံးဖြတ်ကြည့်ကြပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်